အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုကတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အင်္ဂုတ္တရနိကေပဠိတော်လာတိကနိပတ်အန္တတုတ်တံကိုအခြေခံပြီးတော့နည်းနည်းမျှဝေပေးချင်ပါတယ်အဲ့တော့ဒီတုတ်တံမှာမြတ်စွာဘုရားကဘာအကြောင်းအရာတွေဟောထားတယ်လဲဆိုတော့ဒီပုဂ္ဂိုလ်၃မျိုးအကြောင်းပေါ့နော်အဲ့ဒီပုဂ္ဂိုလ်၃မျိုးကဘယ်လိုပုဂ္ဂိုလ်လဲပထမပုဂ္ဂိုလ်ကျတော့အန္တပုဂ္ဂိုလ်တဲ့အန္တဆိုအကမ်းပေါ့နော်ကမ်းနေတဲ့ပုဂ္ဂိုလ်နောက်ဒုတိယအမျိုးအစားပုဂ္ဂိုလ်ကျတော့ဧကစကုပုဂ္ဂိုလ်တဲ့နော်မျက်စိအလင်းတစ်ဖက်ပဲရတဲ့ပုဂ္ဂိုလ်ပေါ့နောက်တတိယတစ်မျိုးကျတော့ဒွိစကုပုဂ္ဂိုလ်တဲ့မျက်စိနှစ်ဖက်အလင်းရတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကပြောတယ်တယောမေဘိက္ခဝေပုဂ္ဂလာတန္တာတံဝိသမ္မာနာလောကတမေယန္တို့အလောကမှာထင်ရှားတဲ့ပုဂ္ဂိုလ်၃မျိုးရှိတယ်မြတ်စွာဘုရားအဲ့လိုမျိုးဟောတယ်အဲ့တော့မြတ်စွာဘုရားထပ်ပြီးတော့ရှင်းပြပါတယ်ဟုတ်ပြီယန္တို့တဲ့ကမ်းတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုမျိုးလဲတဲ့မြတ်စွာဘုရားအဲ့လိုမျိုးပြောတယ်ကမ်းတဲ့ပုဂ္ဂိုလ်ဆိုတာကမြတ်စွာဘုရားဒီတုတ်တန်ထဲမှာရှင်းပြထားတာကတော့အဲ့ဒီကမ်းတဲ့ပုဂ္ဂိုလ်ဆိုတာတဲ့ဒီလောကီမျက်စိလဲနော်သူ့မှာမျက်စိရှိရတာနဲ့ဒီမျက်စိနဲ့ကိုယ်အသုံးပြုပြီးတော့လောကီစီးပွားလဲသူမရှာဘူးเนาะဒီမရသေးတဲ့စီးစိမ်ဥစ္စာကိုလည်းရအောင်သူမရှာဘူးပြင်းကြီးနေတယ်နောက်ပြီးတော့ရပြီးသားစီးစိမ်ဥစ္စာကိုလည်းပို့ပြီးတော့တိုးပွားအောင်ပို့ပြီးတော့တိုးတက်အောင်မြင်အောင်လဲသူလည်းမလုပ်ဘူးเนาะစီးပွားရေးအမြင်မရှိဘူးပေါ့เนาะလောကီအမြင်မရှိဘူးနောက်တစ်ခုကျတော့လောကုတ္တရာအမြင်ပေါ့ကုသိုလ်အကုသိုလ်ကိုအကောင်းအဆိုးကိုခွဲခြားနိုင်တဲ့အသိဉာဏ်မျိုးเนาะဒါကကုသိုလ်လားဒါကအကုသိုလ်လားဒါကအပြစ်ရှိလားဒါကအပြစ်မရှိဘူးလားစတဲ့เนาะလောကုတ္တရာဉာဏ်အမြင်သူ့မှာမရှိဘူးပေါ့အဲ့ဒီလိုမျိုးလောကီအမြင်မှာလည်းသူလည်းမရှိဘူးလောကုတ္တရာအမြင်မှာလည်းမရှိဘူးတဲ့ဒီလိုမျိုးပုဂ္ဂိုလ်ကိုတဲ့အန္တပုဂ္ဂိုလ်လို့ခေါ်တယ်တဲ့မြတ်စွာဘုရားကအဲ့လိုမျိုးဟောပါတယ်နောက်ဒုတိယတစ်ခုကျတော့ဧကစကုပေါ့ဧကစကုကျတော့မျက်စိတစ်ဖက်ပဲမြင်တဲ့ပုဂ္ဂိုလ်เนาะတစ်ဖက်ကျတော့မမြင်ဘူးတစ်ဖက်ပဲမြင်တဲ့ပုဂ္ဂိုလ်ဆိုတာကเนาะအဲ့ဒီပုဂ္ဂိုလ်ကလောကီစီးပွားကတော့သူကအင်မတန်တော်တယ်လောကီဖက်မှာအင်မတန်တော်တယ်စီးပွားဘယ်လိုမျိုးရှာရမလဲဘဝတိုးတက်အောင်ဘယ်လိုမျိုးလုပ်ရမလဲကိုယ့်ဘဝကိုဘယ်လိုပြောင်းလဲအောင်ဘယ်လိုမျိုးလုပ်ရမလဲစတဲ့เนาะစီးပွားရေးရှာတဲ့နေရာမှာအရန်တော်တယ်ဒါပေမဲ့ဒီဓမ္မမျက်လုံးမရှိတဲ့အခါကျတော့သူစီးပွားရှာတဲ့အခါမှာဒီမကောင်းတဲ့နီးလန်းနဲ့မိစ္ဆာအစီဝါနဲ့ရှာတတ်တယ်ပေါ့နော်ဓမ္မမျက်စိရှိတဲ့အခါကျတော့ကိုယ်ထိခိုက်မလားသူတစ်ပါးကိုထိခိုက်မလားလဲမတွေးတော့ဘူးကိုလုံးနေတဲ့အလောက်ကကုသိုလ်လားအကုသိုလ်လားမခွဲခြားနိုင်တော့ဘူးเนาะအပြစ်ရှိလားအပြစ်မရှိဘူးလားစတဲ့ဟာတွေမခွဲခြားနိုင်တဲ့ဟိုเนาะမတရားတဲ့နီးလန်းနဲ့ဝိတ္တမလောဘနဲ့ရှာတတ်တယ်ပေါ့ဒါဓမ္မမျက်လုံးမရှိတဲ့အခါကျတော့စီးပွားရေးရှာတဲ့အခါမှာဒီမကောင်းတဲ့နီးလန်းနဲ့နော်အကုသိုလ်နီးလန်းတွေနဲ့ရှာတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုပုံကိုယ်တွေကနောက်ဆုံးမှာဘယ်လိုမျိုးဖြစ်သွားလဲပေါ့တည်တဲ့အခါကျရင်ငရဲရောက်သွားမှာပဲဟုတ်တယ်မလားဒါကြောင့်ဒီလိုပုံကိုယ်ကျတော့မြတ်စွာဘုရားကဧကစကုမျက်စိနော်တစ်ဖက်ပဲမြင်တဲ့ပုဂ္ဂိုလ်အလင်းမျက်စိတစ်ဖက်ပဲအလင်းရတဲ့ပုဂ္ဂိုလ်တဲ့မြတ်စွာဘုရားအဲ့လိုမျိုးပြောတယ်ပါဠိလိုကျတော့ဧကစကုပေါ့နော်နောက်တတိယပုဂ္ဂိုလ်ကျတော့ဒွိစကုတဲ့ဒွိစကုကျတော့ဆိုတာကနှစ်ဖက်မျက်စိနှစ်ဖက်အလင်းရတဲ့ပုဂ္ဂိုလ်ပေါ့နော်လောကီစီးပွားရေးမှာလည်းသူကလည်းဘယ်လိုမျိုးလုပ်ရမယ်ဘယ်လိုမျိုးအောင်မြင်အောင်လုပ်ရမယ်စတဲ့လောကီစီးပွားရေးအမြင်လည်းရှိတယ်ကိုဘွားနော်ဘယ်လိုမျိုးပြောင်းလဲအောင်လုပ်ရမှာလဲစတာတွေကိုလည်းသူကလည်းကျွမ်းကျင်တယ်နောက်ပြီးတော့ဒီလောကုတ္တရာဖက်ဥစ္စာရှာတဲ့နေရာမှာလည်းသူအမြင်ရှိတယ်နော်ကုသိုလ်အကုသိုလ်ကိုလည်းခွဲခြားဝေဖန်နိုင်တယ်ဒါကအပြစ်ရှိလားအပြစ်မရှိဘူးလားစတာတွေသူဝေဖန်နိုင်တယ်ဒီလိုမျိုးပုဂ္ဂိုလ်ကျတော့မြတ်စွာဘုရားကဒီတုတ်တန်အရာဆိုရင်မြင့်မြတ်ဆုံးပုဂ္ဂိုလ်လို့ခေါ်တယ်နော်ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာပုဂ္ဂိုလ်လားဧကစကုပုဂ္ဂိုလ်လားဒွိစကုပုဂ္ဂိုလ်လားဆိုတာကိုစင်ချင်သုံးတတ်ကြည့်ပေါ့နော်မြတ်စွာဘုရားကတော့
ဒီဒွိစက်ခုပုဂ္ဂိုလ်ကပဲအမြတ်ဆုံးအမြင့်မြတ်ဆုံးပုဂ္ဂိုလ်လေလို့ခေါ်တယ်လေဒီတုတ်တန်အရာဆိုရင်ဒါကြောင့်ကိုရတဲ့စင်ပေါ်မှာကိုကဘယ်လိုမျိုးပုဂ္ဂိုလ်ဖြစ်နေပြီလဲဆိုတာကိုသင်ချင်တုံးတကြည့်ဖို့အကြံပေးချင်ပါတယ်အားလုံးပဲကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလောက်ပဲပြောနိုင်တဲ့အတွက်ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေအားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ